呀，这今天没有啊。ဟုတ်ကဲ့ရောက်ပါ 对嘞， apply မလာကြလို့ 没有啊。 ဒီနေ့စီရောက်ပါ 哦，马达路。 စာမလာလို့နောက်ကျနေလို့ဆိုရင်စီရလို့အဲ့ရောက်လိုက် 啥么子？今天我来嘟嘟呗。 နင်တော့စီးနေမောက်တယ်လည်းအတူတူပဲဟာ no ရငါတို့စိတ်ကမဖောက်သေး 好不？ ဖောက်ပါတယ် ဟောစကားပြောနေရတယ်ကွာ၄ယောက် ဒီမိနစ်10ကျွန်တော်4ယောက်လုံးအတွက် ပုံမှန်ဆိုတော့ငါတို့ဟိုစကားပြောပြီးမှပဲဒီရက်တယောက်ရွေးရတယ်အဲ့ဒါလက်ခံရတယ်ဒီစားဖို့အနေနဲ့ရုံးလဲပျောက်သွားပြီးတော့ကွန်မင်းလေးမရောက်နေဟာကိုကြောင်ကငါဘာလို့ငါတို့ကထိုင်ပြီးတော့ယူရည်ကြတယ် ငါတော့နည်းနည်း respect ထားပါဘောသိရမလားဘယ်ဖြစ်ဟာအကြီးဆုံးပဲဟာကြီး ဟုတ် ဟုတ်ပါ respect ဆိုတာအဲ့လိုကြည့်ရမယ်မရှိဘူးအကုန်လုံးပဲ respect ထားရမယ်ဟုတ် အေးဟုတ်ပါတယ် ထားပါတယ်နင်းစီလဲဘာငါဘာမှမဟုတ်ပြခဲ့ပါဘူး ဒီမျိုးလည်းတိတ်ပြီးတော့ဟိုဖြစ်ဘူးအဲ့လိုနဲ့ feature ဝိုင်း ဟုတ်အဲ့လိုဆိုတော့လည်းတော့ရတယ် အဲ့ဒီလား ငါက ဟောစင်းပေါ့ပေါ့အဲ့ respect ရှိရပါဒါအကုန်လုံးတော့ပေးထားမိနစ်20ဒီချက်တင်ခိုင်းပါပြင်မယ်အောက်လို့သွားလို့လည်းရှိရင်ကျန်တဲ့လူတွေမျက်နှာဝါလေးမပြည့်ဘူး အဲ့လိုပြောရတာဟာသူလေပြန်လုပ်လို့ရတယ်ကွာနောက်ဆုံးငါတို့မသိစေချင်ဘူးကွာစာမပို့နဲ့ကွာဆိုလား communication တာဟိုချက်တဲ့တိုင်းပြန်လိုက်ပါတော့ပြောလို့ရတယ်ကွာပြီးတော့သူအဲ့စာဖို့ communication ရောက်နေတာငါတို့ကဒီမှာ3ယောက်ကဟုတ်ဘာကြီးရော အေးသူ့ဘက်ကလည်းငါတို့က respect ရှိနေတယ်ကွာသိလားဒီမှာသူ့ဘက်သူရောက်သွားသည်ထောင်းအောင်တည်မှာဒီမှာလိုအဖြစ်နေတဲ့စာပို့အချိန်ပဲရှိသေးတယ်သိရမလား ပြိုင်ပွဲတော့မှန်တယ်ကွာဒါပေမဲ့လည်းတောင်တောင် respect တည်ရမှာကွာ စီးနေရော အခုတော့အိမ်ဟိုတယောက်ဘယ်လိုမြင်လဲကျွန်တော်တော့ feature ဝိုင်း ငါပြောမလို့ဆိုတာတော်လည်းတော်ဒီမှာ လက်တောင်တုံးနေရ မင်းကအဲ့လိုလုံလိုက်တဲ့အပေါ်ကျွန်တော်တော့ပေါ့အားနာတယ်ဒီမှာမဖြစ်ဘူးလား အရှင်ကလည်းပူနေရောမဖြစ်ဘူးလေဟိုတော့ဘာမှမလာတော့အစသားမှာနင်းကြောက်စားမှာလေ ပြီးတော့ဒီအချိန်ကအကုန်လုံးကသူနဲ့အရှင်းပြချက်တင်ထိုင်းကိုပိုင်ဆိုင်ထားတဲ့အချိန်ကွာတလားဟုတ်ရှင်းမရကိစ္စ